ပဲခူးတိုင်းပန်းတောင်းမြို့နယ်ကစစ်ကောင်စီတပ်စခန်းတစ်ခုကိုအာရခတက်တော်အေကထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက်အပိသက်သိမ်းပိုက်နိုင်ခဲ့တယ်လို့အာရခတက်တော်အေကအော်တိုဘာ15ရက်မနေ့ညကထုတ်ပြန်ပါတယ်။အဲ့ဒီစခန်းဝင်းကျင်မှာတိုက်ပွဲဖြစ်ပွားတာကာလအတန်ကြာခဲ့ပြီးဆိုပေမဲ့ဒီရက်ပိုင်းမှာအာရခတက်တော်အေကထိုးစစ်အချိန်မြင့်တိုက်ခိုက်ခဲ့တာကြောင့်သိမ်းပိုက်နိုင်ခဲ့တာလို့ဆိုပါတယ်။အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားအလောင်းတွေလက်နက်ခင်းရတဲ့စစ်သုံးဆောင်ပစ္စည်းတချို့ကိုတင်ဆက်ရမိခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာပါရှိပါတယ်။ဒါအပြင်ရခိုင်နဲ့ပဲခူးတိုင်းအဆက်ရခိုင်နဲ့မကွေးတိုင်းအဆက်နဲ့ရခိုင်နဲ့အေရဝတီတိုင်းအဆက်တွေမှာလည်းစစ်ကောင်စီရဲ့ထိုးစစ်တွေကိုအာရခတက်တော်ရဲ့အကောင်းဆုံးခံစစ်တွေနဲ့အတူတံပြန်ထိုးစစ်တွေနဲ့ဟန်ချက်ညီညီဆင်နွှဲနေတယ်လို့လည်းဆိုပါတယ်။နေရကန်ပြူဟာပင်မကုန်းကြီးကိုလည်းအာရခတက်တော်ကတင်ပိုက်ထားပြီးဖြစ်တယ်လို့အပိသက်တင်ပိုက်ဖို့ကြံရှိနေတဲ့လက်ကျန်နေရာတချို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ကစင်ကလေးအားထွက်ပြေးနေတဲ့စစ်ကောင်စီတပ်သားတွေနဲ့နေရာတချို့မှာတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့လည်းဆိုပါတယ်။ဒီလိုထိုးစစ်တွေအတွင်းတိုက်ရိုက်ခိုက်ရရှိတဲ့အာရခတက်တော်ရဲ့တပ်သားတွေနဲ့အတူပိဆက်ဆွန့်လင့်ခရတဲ့အာရခစစ်တီတွေကိုအလေးနဲ့ဂုံပြူတယ်လို့လည်းဆိုပါတယ်။ဒါအပြင်လက်နက်ချအညံ့ခံတဲ့စစ်ကောင်စီတပ်သားတွေကိုလည်းစစ်သုံးပန်းဥပဒေနဲ့ညီကောင်းမွန်စွာပြုစုစောက်ရှောက်ပေးထားတယ်လို့လည်းအေကပြောဆိုထားပါတယ်ခင်ဗျာ။ဒေဘူးတော့ဒီလိုမှဟာရီကိုပြထားပါဒီဝေးSalim mama. Sen gibi. Hoy. Hoy. Abo dale. Hoy ti ba. Na khori da. Okay da. Keu nu. Mai bi kau shi. Kau pha ve. Kau ma. Di mata kau we khu. Di mata da. Anu sin ma ji. Khau si. Pai bo hai ba di.